ရာကမင်းကလေးအိမ်သားတွေကိုရုတ်တရက်ဝင်လာပြီးမြဲကျောင်းသူတွေကတော့အထိတ်တလန့်မဖြစ်ကြပါဘူးအကြောင်းပြချက်ကတော့ရှင်းပါတယ်မစ္စတာဟန်ကလူညစ်တယောက်မဟုတ်လို့ပါပဲတကယ်တော့သူကဝှက်ထားတဲ့ကင်မရာကိုလိုက်ရှာနေတာပါတေချာစစ်ဆေးပြီးတဲ့နောက်မှာတော့အဲ့ဒီကင်မရာကိုပန်ကီဆရာကတက်ဆင်းထားတာဖြစ်ကြောင်းသူသိလိုက်ရပါတယ်မစ္စတာဟန်ကသူ့ကိုတွားရောက်ရင်ဆိုင်ဖို့လုပ်တော့ပါတယ်အထက်ကနေစူးစူးဝါးဝါအော်တန်တွေထွက်ပေါ်လာပါတယ်မစ္စတာဟန်ကနောက်ဆက်တွဲစူးကြိုးတွေကိုဂယူးဆိုင်တဲ့လူစားမျိုးမဟုတ်ပါဘူးအရင်တော့ကလည်းအငင်းပွားမှုတစ်ခုမှာသူ့ရဲ့အထက်လူကြီးကိုနရိုးသုံးချောင်းကျိုးအောင်ရိုက်နှက်ခဲ့ပူပါတယ်အဲ့ဒီရန်ပွဲကြောင့်ပဲသူဟာလက်ဝိနီးပြအလုပ်ပြုတ်ခဲ့ရနေနောက်ပိုင်းမှာတော့ကျောင်းရဲ့အားကစားဆရာဖြစ်လာခဲ့တာပါသူ့ရဲ့ပထမဆုံးကျောင်းတက်ရမှာလည်းကျောင်းသားအချို့နဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်မင်းကလေးနှစ်ယောက်ကသူ့ကိုစိုက်ကြည့်ပြီးသူ့ရဲ့တောင့်တင်းတဲ့ခန္ဓာကိုယ်ကဆရာတယောက်တည်းလူမိုက်တယောက်နဲ့ပိုတူနေကြောင်းတိုးတိုးဖော်ဖော်ပြောနေကြပါတယ်သူတို့ကမစ္စတာဟန်ရဲ့အတောင်းပန်မှုကိုညှင်းပယ်ခဲ့ကြပြီးစွဲဆောင်မှုရှိတဲ့ပန်းကျူဆရာကိုပဲအားကြနေခဲ့ကြတာပါတရားဝင်အားဖြင့်တော့ဟန်ကအားကစားဆရာဖြစ်ပြီးမြဲတိတ်တဆိတ်မှာတော့အကျွေးလိုက်တောင်းတဲ့အလုပ်ကိုလုပ်ကန်ရသူပါဒါပေမဲ့သူဟာကျောင်းသားလူငယ်တွေပေါ်ဘယ်တော့မှလက်ပါလေးမရှိပါဘူးသူကအနည်းဆုံးအကျွေးပမာဏဖြစ်တဲ့အဲလီနာဆိုတဲ့မိန်းကလေးစီကနေအရင်စတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်မကြခင်မှာပဲအဲလီနာကကျောင်းတိုင်းပေါ်ကနေကြော်တက်ပြီးထွက်ပြေးတာကိုသူမြင်လိုက်ရပါတယ်သူကနောက်ကနေလိုက်သွားတဲ့အခါအဲလီနာကနိုက်ကလပ်တစ်ခုတည်းကိုဝင်သွားတာကိုတွေ့လိုက်ရလို့အံ့ဩသွားပါတယ်အထဲရောက်တဲ့အခါတယောက်ကအဲလီနာကိုနှောက်ယှက်ဖို့ကြိုးစားနေတာတွေ့ရပါတယ်ဟန်ကအဲ့ဒီလူကိုဘေးဖယ်ထုတ်လိုက်ပြီးအဲလီနာလက်ကိုဆွဲကအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်အန်ဒီရဲ့ရှိတဲ့လူမိုက်တယောက်ရောက်လာပြီးမြဲဟန်ရဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့အရှိန်အဝါကိုမြင်လိုက်တဲ့အခါသူ့တောင်ငြိမ်ချသွားပါတယ်ကလပ်အပြင်ရောက်တော့မှဟန်ကအမှန်တရားကိုသိလိုက်ရပါတယ်အဲလီနာကပျောက်ဆုံးနေတဲ့သူမအချစ်ဆုံးတငယ်ချင်းကိုလိုက်ရှာနေတာပါမိဘတွေဆုံးရှုံးသွားတဲ့နောက်အဲ့ဒီတငယ်ချင်းကအဲ့ဒီကလပ်ထဲမှာပဲအလုပ်လုပ်ဖို့အတင်းချက်ခိုင်းစေခံနေတာပြီးပျောက်ဆုံးသွားရတာဖြစ်ပါတယ်အဲ့ဒီညမှာဟန်ကအဲလီနာကိုအိမ်ထိလိုက်ပို့ပြီးတငယ်ချင်းထီသူကိုရှာပေးမယ်လို့ကတိပေးခဲ့တယ်လို့ဒီလိုနေရာမျိုးကိုနောက်ခါဘယ်တော့မှမလာဖို့တတိပေးခဲ့ပါတယ်အိမ်သားရောက်ခါနီးမှာပဲကားတစ်စီးကသူတို့ဘေးကနေဖြည်းဖြည်းချင်းဖြတ်မောင်းသွားပါတယ်ကားရှိပြီးကနေထွက်ပေါ်လာတဲ့အရေးကတန်တရားဖြစ်စရာကောင်းနေပါတယ်အဲလီနာကတော့ဂယုမဆိုင်မိပေမဲ့ကားရပ်သွားတဲ့အခါမှာတော့တခုခုမှားနေပြီဆိုတာကိုသူမခန်းစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာဟန်ကအဲလီနာဖုန်းကားထဲမှာကြံခဲ့တာကိုသတိပြုသွားပါတယ်ဖုန်းပြန်ပေးဖို့လွှဲလာတော့မှတရားပေါ်မှာလူမဲဝက်စုံဝတ်ထားတဲ့လူတစ်ယောက်ကအဲလီနာကိုမချီသွားတာကိုမြင်လိုက်ရပါတယ်ပြန်ပေးသူကလွတ်မြောက်သွားပြီမဲ့ဟန်ကတော့အဲလီနာကိုစေးယုံသူတိုက်ရိုက်ခေါ်ဆောင်သွားခဲ့ပါတယ်နောက်ပိုင်းမှာသူဟာရဲယူရဲ့ပေါ့စေဇုံစမ်းမှုအပေါ်ဒေါသထွက်လာပါတယ်သူအသေးချာပြန်စဉ်းစားကြည့်တဲ့အခါအချက်တစ်ခုကိုသတိရသွားပါတယ်အဲ့ဒါကတော့ကျောင်းအိမ်သားတွေကနေစိကရဏတွေထွက်ပေါ်နေတာဖြစ်ပါတယ်သူဒေါသကြီးစားတဲ့အသေးကိုဝင်သွားပြီးလွှဲလီနေတဲ့ကျောင်းသူ၃ယောက်ကိုဖမ်းမိပါတယ်သူတို့ကစိကရတောက်တာကိုညှင်းဆိုကြပြီးမဲ့ဟန်ကအိမ်သားကိုင်းတိုင်းကိုလိုက်စစ်ဆေးပါတယ်အဲ့ဒီအချိန်မှာပဲထုတ်လုံရှာပြီးအမှန်တရားတခုထပ်မံပေါ်ပေါက်လာတော့တာပါအဲ့ဒါကတော့အိမ်သားထဲမှာဝှက်ထားတဲ့ကင်မရာတစ်လုံးကိုထပ်မံတွေ့ရှိလိုက်ရတာပါပဲ